အားလုံးမင်္ဂလာပါ Honda AC မြန်မာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့ပြောပြပေးမှာကတော့ MAF စင်ဆာအကြောင်းပြောပြပေးမှာဖြစ်ပါတယ် MAF စင်ဆာဆိုတာကတော့ engine အတွင်းဝင်ရောက်စီးဆင်းလာတဲ့လေရဲ့ပမာဏကိုတိုင်းတာပေးသောစင်ဆာတစ်ခုဖြစ်ပါတယ်အကောင်းဆုံးလောက်ကျွမ်းခြင်းနဲ့အိမ်ဆုံးငွေထုတ်လုပ်မှုကိုလျှော့ချဖို့အတွက် MAF စင်ဆာမှာရရှိလာတဲ့အချက်လက်များကို ECR နဲ့တွဲချက်ပြီးတော့လိုအပ်သောလောက်စာစီပမာဏကိုမှန်ကန်စွာထောက်ပံ့ပေးခြင်းဖြစ်ပါတယ်MAF စင်ဆာသည် engine တစ်လုံးအကျိုးသက်ရောက်မှုထိရောက်စွာနဲ့တန်ရှင်းသက်ရစွာလည်ပတ်နေဖို့အတွက်ကူညီပေးခြင်းဖြစ်ပါတယ်။ MAF စင်ဆာမကောင်းပါက engine ချက်မီလင်းခြင်း engine ဆက်တန်ကြမ်းခြင်း engine စနွှဲရခက်ခဲခြင်း engine စတင်ပြီးနောက်ရုတ်တရက်ထိုးရက်ခြင်း engine တိုးဆိုင်ခြင်းနဲ့ထိုးကားခြင်း engine အရှိရောကြခြင်းနဲ့စီးစားနှုန်းများခြင်းတို့ကိုဖြစ်စေနေပါတယ်။ MAF စင်ဆာကိုစစ်ဆေးလိုပါကဒါမှမဟုတ်ချိုးရင်းချက်တစုံတရာဖြစ်ပေါ်ပါကဒီဆက်ရ Honda AC မြန်မာရှိုးတို့လာရောက်စစ်ဆေးပြုပြင်ရနိုင်ပါကြောင်းဒီနေ့ကနေပြီးကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ